ဒီလူကရက်လေးမီတာတောင်မြင့်မားပြီးမနဲ့နိုးတာနဲ့အပြိုတော်လေးယောက်ကအစင်တစ်လာရောက်ပြုစုပေးရပါတယ်သူကဒန်နာရီလာနတ်ဖျားတစ်ပါးဖြစ်ပြီးစိတ်ဆန္ဒရှိရင်တန်ခိုးကြီးတဲ့တားရဲကြီးဖြစ်ပြောင်းလဲနိုင်စွမ်းရှိပါတယ်သူနဲ့သူ့မျိုးနွယ်တွေကလူသားတွေကိုအုပ်ဆိုးကြပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ပြဿနာတစ်ခုတက်လာပါတော့တယ်ဒီနေ့ကသူ့ဖေကိုယ်တိုင်သူ့ခေါင်းပေါ်တရားဖူဆောင်ပေးမဲ့နန်းတက်ပွဲနေ့ဖြစ်ရမှာပါဒါပေမဲ့သူ့ဦးလေးဖြစ်တဲ့တဲကနာယနတ်ဖျားဆက်ကစစ်သားတွေနဲ့ရောက်လာပြီးပုံကံပါတော့တယ်ဆက်ကသူ့အကိုမင်းကြီးကိုတက်ပစ်လိုက်ပြီးအားလုံးဒူးမထောက်ရင်ကြေးကြုံဖြစ်ဖမ်းဆီးမယ်လို့ချင်းချောက်ပါတယ်သူဒေါသထွက်သွားပြီးလန်ဒန်ကိုဆွဲကတိုက်ခိုက်ဖို့ပြင်လိုက်တယ်ဆက်ကဒီအချိန်အတွက်ကြိုတင်ကြံစီထားပြီးသားပါသူ့စစ်သားတွေကဒိုင်းတွေကိုတုံးပြီးအလင်းပြန်စေကသူ့ကိုမျက်စိချင်းအောင်လှုပ်လိုက်ကြတယ်သူကကောင်းကင်နတ်ဖျားတားရဲကောင်ကြီးဖြစ်ပြောင်းလဲလိုက်ပြီးဆက်ကလည်းနောက်ကနေထက်ချက်မကွာလိုက်ပါလာတယ်နတ်ဖျားနှစ်ပါးဟာကောင်းကင်ကနေမြေကြီးထိတိုက်ခိုက်ကြပေမဲ့ဆူးရှားတဲ့အလင်းရောင်ကြောင့်သူ့မြင်အာယုံတွေဝေဝါးနေခဲ့ရတယ်အဲ့ဒီခိုက်တန့်ကိုအခွင့်ကောင်းယူပြီးဆက်ကသူ့ကိုအနိုင်ယူမျက်လုံးတွေကိုထုတ်ယူပြီးသူ့စွမ်းအားတွေကိုခိုးယူလိုက်ပါတော့တယ်ဆက်ကသူ့ကိုတက်ပစ်ဖို့ပြင်လိုက်ပေမဲ့အကျဉ်းနတ်ဖျားမကကြားဝင်သားစီပြီးသူ့အသက်ကိုကယ်ပေးခဲ့တယ်သူကတော့တင်ချိုင်းကူထဲမှာအကျဉ်းချခံလိုက်ရပြီးဆက်ကတော့နန်းတက်သွားပါတော့တယ်ဆက်ကရက်ဆက်တဲ့အာနာရှင်ဖြစ်လာပြီးမိုးထီအောင်မြင့်တဲ့ပြရမစ်ကြီးကိုစက်တင်ဆောက်လုပ်ခိုင်းကပြည်သူတွေအားလုံးကျွေးဖြစ်ကုန်ကြပါတယ်ဘက်ခလုတ်ခေါ်တဲ့ခေါင်းမာတဲ့သူခိုးလေးကသူ့ကံကြမ္မာကိုလက်မခံဘဲယတနာတွေပြည်တင်ထားတဲ့လက်တစည်းတွေကိုခိုးဝင်လိုက်တယ်သူပြမတ်ကတော့တောက်ပတ်နေတဲ့စွမ်းအားရှင်မျက်လုံးပါပဲအဲ့ဒါကိုရဖို့အတွက်ဘက်ခနေနဲ့ဒေးစိနိုင်တဲ့အဆင့်3ဆင့်ကိုကြော်ဖြတ်ရမှာပါကြာရှုံးသွားရင်တော့စာလောင်နေတဲ့ကီမီကောက်တက်ကြီးတွေကိုကျသွားမှာဖြစ်ပါတယ်ဘက်ကဂယူးတဆိုင်နဲ့တိုးကတ်သွားပေမဲ့အရေးတစ်ခုကမီးအောင်ကိုကွယ်လိုက်မိတာကြောင့်ထောင်ချောက်တစ်ခုပွင့်သွားပါတော့တယ်